ဒေတာကြီးကျုံပြောခရိုင်ကျုံပြောမြို့နယ်အကွေတောင်ကြီးပါဦးအင်းတော်ကြီးကြီးရွာဘုရားဒါယကကြီးဒေါက်တာဦးသနိုင်ဘုရားမကြီးဒေါ်ဣသအောင်သားများပြည်ကြသောမောင်ဘုသနိုင်မောင်အောင်ဘုကမောင်အောင်ကနိုင်နှင့်မောင်ညာဘုံပြည့်စုံမိသားစုနှင့်အင်းတော်ကြီးနယ်တလွားတရားဓမ္မခொနည်းသာသမီများဤထာဘိုးဘွယ်ပူဇော်သောမာရသီနာရန်နိုင်အောင်ဒေရီတော်မြတ်ကြီးသာဝနာသွေးမင်္ဂလာသမီးဒီကျင်းပါရအခါတော်မင်္ဂလာအခါကျပြီးဖြစ်ပါ၏ဥစွာပထမဓာတုစေတီပြည်ပေသောရတ္တောသာဝနာမြတည်သွင်းပူဇော်ရန်မြတ်ဗုဒ္ဓဂုဏ်တော်ကိုးပါးသာမြတ်ရုပ်ဝါပူဇော်လိုက်ကြပါတို့ပရိသတ်ပေါင်းတို့ဤတိဘိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဒါသရတသမ္ပန္နောဒုက္ခတောလောကဝိတုအနုတ္တရောပုရိသဓမ္မသာရတိသတ္ထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါတိသာဓုသာဓုသာဓုအလုကုသိုလ်ပါရမီစုံကြီးသောပါဝင်စေရန်ဤသာတို့ပရိသတ်ပေါင်းတို့ကမြတ်ဗုဒ္ဓဂုဏ်တော်ကိုးပါးသံမြတ်ရုပ်ဝပူတော်ပြီးပြီသာဝနာခွင့်အဖွဲ့သားတို့ကလည်းပဲမြတ်ဗုဒ္ဓနဲ့အရိယာသံဃာတော်တို့ဓာတ်တော်မူတော်ဓာတုစေတီသာဝနာများမင်္ဂလာရတမြံတို့ပြည့်စုံပြီးပြီတို့ပါ၍ဓာတုစေတီပြီးသောဓာတ်တော်မူတော်များပြည့်စုံတဲ့မင်္ဂလာရတမြံထက်သတာဇေရီသာဝနာနဲ့ကြွမြန်းတဲ့အခါမှာရွှေပြည်ဘိုဟိုအထိအမိတ်ပြတဲ့ရွှေညီကိုထိုက်เสียတို့ရေသာဝနာမြပြည့်စုံတဲ့မင်္ဂလာရတမြံမြင့်ခေါင်လေသာဝနာနဲ့ကြွမြန်းတဲ့အခါဘုမြော်သူအပေါင်းမဝေမညှို့စေဘူးကောင်းငင်ရိုးဖြင့်ဒီလူပူဇော်ကြပါလို့